အားလုံးပဲမြင်လာပါခင်ဗျ YouTube channel လေးဖြစ်တဲ့ @linga support channel ကနေလည်းကြိုဆိုပါတယ်ဟုတ်ကဲ့ပါစနေနေ့မှာရှင်းပြကစားကြမယ့်ဥရောပလိဂ်ပွဲစဉ်တွေအားလုံးကိုကျွန်တော်ရဲ့ YouTube channel မှာတင်ပေးထားပြီးလည်းဖြစ်ပါတယ်တွားရောက်ကြည့်ရှုနားထောင်အားပေးကြဖို့လည်းဖိတ်ခေါ်ပါတယ်ခင်ဗျဆိုတော့ကျွန်တော်အနေနဲ့ဒီနေ့မှာတော့စနေနေ့မှာရှင်းပြကစားကြမယ့်ဥရောပရဲ့လိဂ်ပွဲစဉ်တွေမှာကျွန်တော်ရဲ့အကြိုက်ဆုံးပွဲစဉ်တွေကို body တီးတန့်ကြီးဆော့ဖို့ကျွန်တော်ရွေးချယ်ပေးတော့မှာဖြစ်ပါတယ်အကြိုက်ရှင်းတူမှာလိုက်ပြီးတော့ဆော့ကစားကြမှာမကြိုက်တဲ့ညီကိုတွေကပတ်ကန်ဆော့ကစားလို့ရပါတယ် YouTube channel မှာတော့ mount body တွဲပြီးတော့ကျွန်တော်တင်ပေးထားပါခင်ဗျာနော်အဲ့ကြတော့ကျွန်တော်အနေနဲ့ပထမဆုံးပွဲစဉ်ဖြစ်တဲ့ England Premier League ရဲ့ပေါ့နော်ဒါ Nottingham Forest နဲ့ Manchester United ကိုကျွန်တော်ရွေးချယ်ပေးထားတာဆိုတော့ရွေးချယ်သုံးသပ်ပေးမှာဖြစ်ပါတယ် Nottingham Forest က England Premier League မှာစတိုက်ရှုံးလာပြီးတော့ဥရောပပွဲစဉ်တစ်ပွဲနိုင်ရပြီးကျွန်တော်ပွဲတွေရှုံးနေထားတယ် Manchester United ဒါဥရောပပွဲစဉ်မရှိဘူး England Premier League ပဲကန်တယ်ဆိုပေမဲ့နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်၃ပွဲလုံးအနိုင်ရရှိထားတယ်ဒီနေ့မှလည်း Manchester United တို့အနိုင်ရရှိပြီး Nottingham Forest ကိုပေါ့နော်ဒါအနိုင်ယူပြီးတော့နောက်ထပ်အနိုင်၃ပွဲရယူသွားမှာလားNottingham Forest ကတော့ဒဏ်ရာပြဿနာတွေရှိနေဆိုတော့ကစားသမားတွေကစီစီလုံးတော့မရှိဘူးလို့ကျွန်တော်လည်းခံစားမိတယ်တွေးမြင်မိတယ် Manchester United ကတော့ကစားပုံစံတွေပြန်ကောင်းလာတော့ကျွန်တော်တွေးမြင်မိတယ်ဗျဒီနေ့နိုင်ယူသွားမယ်ဆိုရင်တော့ Manchester United တို့အနေနဲ့ပို့ပြီးတော့အဆင်ပြေလာလိမ့်မယ်လို့တွေးမြင်မိတယ်နှစ်သင်းလုံးရဲ့ထိပ်တိုက်တွေ့ဆုံမှုကြီးရမယ် Manchester United ပါတယ်ဆိုပေမဲ့ပြီးခဲ့တဲ့နှစ်ကနောက်ဆုံးကစားခဲ့တဲ့နှစ်ပွဲလုံးမှာဆိုပေါ့နော်ဒါနောက်ဆုံးကစားခဲ့တဲ့နှစ်ပွဲလုံးမှာဆိုရင် Manchester United ရှုံးနေထားတယ်ဗျဒါလည်းထပ်တွေ့ရမယ်ဒါပေမဲ့ဒီဘက်နှစ်နဲ့ရင်းနှစ်နဲ့မတူဘူးဗျကစားသမားတွေအပြောင်းလဲလုပ်ထားရဆိုပေမဲ့ယနေ့ Manchester United ရဲ့အဝေးကွင်းကနေပြီးတော့ဒါ Nottingham Forest ကိုကနေဦးပေါစီမှာရှေ့တူဆိုရင်ပြောင်းဆုံးရှုံးသေးတယ်ပြီးရှေ့တူရှုံးသေးကြောထားတယ်ကိုပေါင်းသေးကတော့ဒါနှလုံးရှုံးကနေပြီးသုံးလုံးသွားရင်ပေါ့နော်ဒါပြောင်းဆုံးစားသေးပေးထားတယ်ဗျဆိုတော့ကိုခန့်မှန်းရလက်ကတော့ Manchester United ပဲဒါကတ်နိုင်ပြီးတော့ကိုကတော့အနည်းဆုံးနှလုံးထုတ်ကိုကြော်သွားမယ်လို့ကျွန်တော်ကတော့မခံမှန်းမိဘူးမတွေးမိဘူးဗျဆိုတော့စက်ကြရွေးချယ်ပေးရမယ်ဆိုရင်ဒီနေ့ပွဲစဉ်မှာကျွန်တော်အဝေးကွင်းဖြစ်တဲ့ Manchester United body ကိုကျွန်တော်ကြိုက်နှစ်သက်ပါတယ်ဒီပွဲစဉ်အပြင်နောက်ထပ်ကိုအောက်ကနေလည်းပဲတွဲပြီးတော့ဆော့သိကျင်တယ်ပေါ့နော်ဒါ Manchester United ကိုနောက်ထပ်တစ်ပွဲဖြစ်တဲ့ Leipzig ပွဲစဉ်ကျွန်တော်ရွေးချယ်ပေးတော့မှာဖြစ်တယ်ဗျ Leipzig နဲ့ Stuttgart ဗျဆိုတော့ Leipzig အင်္ဂလန်မှာ Stuttgart ကို Unified ဝေးတိုင်းပုံကြီးမှာဆိုရှေ့တူဆိုရင်ပြောင်းဆုံးရှုံးသေးရနေပြီးတော့ရှေ့တူဆိုရင်ဒါအရှုံးသေးပဲကြောပေးရတဲ့ Leipzig ဘူပေါင်းသေး3လုံးသေးရနေပြီး3လုံးသွင်းသွားလို့ရှိရင်ပြောင်းဆုံးရှုံးပြီးပေးထားတယ်ဘူတော့ကပွဲစဉ်မရှိတဲ့ Leipzig အနေနဲ့ဒီနေ့ဂျာမနီပွန်တီလီဂါမှာဘိုင်ယန်မြူးနစ်ကိုဆက်လက်ပြအားပေးဖို့ Stuttgart ကိုအနိုင်ကန်ရမှာအင်္ဂလန်မှာ Stuttgart ကလည်းဒါသေးဆိုရင်ဂျီနဲမှာလည်းဖြစ်တယ်ဗျထိပ်တိုက်တွေ့ဆုံမှုရအောင်ခြင်းပဲဆိုရင်ဂိုးတွေပေါ်ထားပြီးတော့ Leipzig ကြီးပဲအသာတီးရထားတွေ့ရတယ်ဒီဘက်နှစ်နောက်ပိုင်းမှာတော့ Leipzig ကအပြောင်းလဲလေးပြန်လုပ်ပြီးတော့ဒါတဖန်ပြန်တက်လာတယ်ဇေယျထိပ်ကိုစတူကကလည်းဒါတဖန်ပြန်ပြီးစူးစမ်းလာတယ်အဲကြောင့်နှစ်သင်းသလုံးရဲ့ဒီပြန်ကြည့်ရမယ်ဆိုရင် Leipzig ကရှုံးပွဲမရှိလို့စတူကကလည်းရှုံးပွဲမရှိလို့ဗျဘိုးခမရလက်ကအင်ဝင်းဖြစ်တဲ့ Leipzig ပဲကတ်နိုင်သွားပြီးတော့အနိုင်၃မှတ်ကိုပဲဒါရယူသိမ့်ပိုက်သွားလိမ့်မယ်လို့ကျွန်တော်ကခန့်မှန်းမိပါတယ်စက်ချက်ကိုရွေးချယ်ပေးရမယ်ဆိုရင်တော့အင်ဝင်းဖြစ်တဲ့ကျွန်တော်ကတော့ Leipzig body ကိုကျွန်တော်ဆက်လက်ပြီးရွေးချယ်ပေးချင်ပါတယ်ခင်ဗျာနော်နောက်ထပ်တစ်ပွဲဖြစ်တဲ့ PSG နဲ့ Nice နဲ့ဗျဒါကတော့ပြင်သစ်လီဂူမန်လေးပါ PSG ကတော့ဒါ Nice ကိုကြောထားတာဆိုရှင်ကနဦးစင်းမှာတော့နှလုံးသွင်းသွားလို့ရှိရင်ဒါပြဆုံးအစားသေးရနေပြီးတော့နှလုံးအရှုံးသေးသည်ဒါဖောက်ပေးထားတဲ့ body shape ပေါ့နော်ကိုပေါင်းသေးလေးမှာဆိုလို့ရှိရင်တော့3လုံးအရှုံးသေးသည်ပေးထားရဗျနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာဆို Nick ကရှုံးနေထားပြီး PSG ကတေးကြထားတယ်ဒီပွဲပြီးတော့ PSG တို့ Champions League ကမှာဒါပေမဲ့တော့အမှတ်စပေးစရာကိုရှင်းချောင်းနေတဲ့ Monaco ကသူ့ရဲ့အောက်မှာအဆင်လိုက်နေတာဗျအမှတ်ကလည်းဒါရှုံးနေသွားလို့မရဘူးဒါပေမဲ့အိမ်ကွင်းမှာ Nick ကို PSG တို့အနိုင်ရရှိပြီးကိုပြတ်နေပြီးတိတ်ထားတွေ့ရတယ်ဒီနေ့ကကိုခန့်မရလက်က PSG ပဲအနိုင်ရရှိပြီးတော့ဒါနောက်ထပ်အနိုင်၃ဘက်ကိုရယူသွားလိမ့်မယ်လို့ပဲကျွန်တော်ကခန့်မှန်းမိပါတယ်စက်ကြောက်ကိုရွေးချယ်ပေးရမယ်ဆိုရင်လည်း PSG နဲ့ Nice ပွဲတွေမှာကျွန်တော်တော့ PSG body ပဲဆက်လက်ပြီးရွေးချယ်ပေးချင်ပါတယ်ခင်ဗျာနော်နောက်တစ်ပွဲဖြစ်တဲ့နောက်ကျပွဲတင်ဒီပေါ့နော်ဒါနာပိုလီနဲ့ကိုမိုကိုကျွန်တော်ရွေးချယ်ပေးထားတာဖြစ်ပါတယ်အင်္ဂလန်ဖြစ်တဲ့နာပိုလီကနိုင်ထားရဆိုမှကိုမိုကတော့ရှုံးနေထားတယ်နှစ်သင်းလုံးရအောင်ကြည့်မယ်ဆိုလို့ရှိရင်တော့နာပိုလီနိုင်တယ်ကိုမိုလည်းနိုင်တယ်ရှေ့တူတယ်လို့ပြောလို့ရသမဲ့အင်္ဂလန်ဖြစ်တဲ့နာပိုလီကဒီနှစ်မှာပေါ့နော်ဒဏ်ရာပြဿနာတိုက်စစ်ပိုင်းနေလဲအားကိုးရခတ်နေတယ်ဗျဒါပေမဲ့ကိုမိုကတော့တိုက်စစ်ပိုင်းမှာကောင်းတယ်လို့ပြောလို့ရတယ်အင်္ဂလန်လည်းဖြစ်တဲ့နာပိုလီကနေကိုမို body ကြီးမှာဆိုရင်ရှေ့ဆိုရင်အရှုံးသေးရနေရှေ့ဆိုရင်ပြားဆုံးအရှုံးသေးပဲပေးရတယ်ကိုပေါင်းသေးနှလုံးအရှုံးသေးရနေပြီးတော့ဒါနှလုံးသွင်းတာပြားဆုံးအရှုံးသေးပဲပေးရတယ်ဗျအင်္ဂလန်လည်းဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကတော့ကိုခန့်မရလည်းမှာကတ်နိုင်ပြီးတော့တေးလည်းဖြစ်သွားလိမ့်မယ်လို့ခံမှန်းမိပါတယ်ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်ဒါအင်္ဂလန်ဖြစ်တဲ့နာပိုလီပဲအရေးဆုံးပြီးတော့ body ပဲကျွန်တော်ဆက်လက်ပြီးရွေးချယ်ပေးချင်ပါတယ်ခင်ဗျာနော်ဟုတ်ကဲ့ပါစနေနေ့မှာရှင်ပြန်ကစားကြမယ်ဒါဥရောပလိဂ်ပွဲစဉ်တွေမှာကျွန်တော်စိတ်ကြရွေးချယ်ပေးထားတော့ Manchester United body ရဲ့ Leipzig body PSG body နဲ့ Napoli body ပဲရွေးချယ်ပေးထားပါဒီလေးပွဲလုံးညီကိုတို့ကြိုက်မယ်ဆိုရင်တော့ body ကြီးတန်းဆော့ရသလိုမောင်းလဲတွဲဆော့ကစားလို့ရပါတယ်ခင်ဗျာနော်အားလုံးပဲကန်ကောင်းကြပါစေကျေးဇူးအများကြီးတင်ပါတယ် YouTube channel မှာလည်းတွားကြည့်ရှုအားပေးကြဖို့လည်းဖိတ်ခေါ်ပါတယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ